ခြေစွမ်းအမှန်တွေပြန်ပေါ်လာပြီးချက်စီးကို4-1နဲ့ခွေးဖြစ်အောင်ရှုံးခဲ့တာကြောင့်မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရတဲ့တောက်ချုံကအန်တိုနီဂုတ်ကြီးဆိုပြီးဝိုင်းပြောင်ပေးနေကြတဲ့တောက်ချုံကအန်တိုနီကတော့မန်ယူကစားသမားတွေရဲ့ထုံးစံအတိုင်းအရေးရဲ့အကြောင်းရဆိုရင်ဘာမှသုံးစားလို့မရတဲ့ကစားသမားတယောက်သာဖြစ်တယ်ဆိုတာညကစားခဲ့တဲ့ Conference Final ပွဲကအသက်သေးပါပဲဒါကြောင့်လေအေမိုရင်ကအန်တိုနီလိုကစားသမားမျိုးဟာဘတ်တစ်လိုဒုတိယတန်းစားအသင်းလိုမျိုးမှာပဲအဆင်ပြေနိုင်မဲ့သူမျိုးလို့မှတ်ချက်ပေးခဲ့တာဖြစ်မှထင်ပါတယ်တကယ်လည်းအေမိုရင်ပြောတဲ့အတိုင်းပဲဖြစ်နေတာပါပဲအန်တိုနီကမန်ယူအသင်းကိုယူရိုတန်100နီးပါးနဲ့ပြောင်းရွှေ့ရောက်ရှိလာခဲ့ပေမဲ့တောက်ချုံလှည့်တဲ့တော့ကလည်းရင်ဘာမှသုံးစားလို့မရတဲ့ခြေစွမ်းမျိုးကိုသာပြသနိုင်ခဲ့လို့အားလုံးရဲ့ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။ယခုလိုစားရသည့်ဈေးကွက်မှာတော့အန်တိုနီကဘတ်တစ်ကိုပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်ဘတ်တစ်ကိုရရောက်ခြင်းမှာပဲခြေစွမ်းတွေပြဂိုးတွေသွင်းပြနိုင်တာကြောင့်အားလုံးကကုတ်ကြီးဆိုပြီးဝိုင်းမြောက်ပေးခဲ့ကြပါတယ်။အန်တိုနီကလည်းယခုချက်စီပွဲမတိုင်မီအထိတောက်လျှောက်ကိုကောင်းနေခဲ့တာပါ။ဒါပေမဲ့ချက်စီကိုတူတူတန်တန်အသင်းမျိုးနဲ့တွေ့ရတာကြောင့်အန်တိုနီလည်းမူရင်းခြေစွမ်းတွေပြန်ရသွားခဲ့ပြီးဘာဆိုဘာမှလှုပ်လို့မရခဲ့ပဲခြေစွမ်းမပြနိုင်ခဲ့ပါဘူး။မင်းတို့ပြောနေတဲ့ဂုတ်ကြီးဆိုတာဒါမျိုးပဲလားဆိုပြီးချက်စီနောက်တန်းကအန်တိုနီကိုကပိုက်ထဲကောက်ထည့်သွားခဲ့တာပါဒီပွဲမှာကြက်ကန်ဆောင်အိုတိုဘီဘတ်တစ်တို့ဦးဆောင်ကိုစောရခဲ့ပေမဲ့ပွဲပြီးဖို့25မိနစ်လိုတော့တဲ့အချိန်အတွင်း၄ဂိုးပြတ်သွင်းခံလိုက်ရပြီး4-1နဲ့ခွေးဖြစ်အောင်ရှုံးသွားခဲ့ရပါတယ်ချက်စီကပေးရတဲ့ဒဏ်ရာတွေကြောင့်အန်တိုနီလည်းပွဲအပြီးမှာမျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရပါတယ်